ကိုပျော်ရွှင်စရာကောင်းတဲ့ဂျင်းထရိနာတယောက်အနေနဲ့ညို့ရဲ့ဂျူတီအချိန်ရိုတင်းလေးကိုညို့ဗီလော့ရိုက်ထားပါတယ်။ညို့မနက်9နာရီဆိုလို့ရှိရင်ညို့ဂျူတီဝင်တယ်ညို့ဂျင်းကိုသွားတယ်ပြီးသွားလို့ရှိရင်ဂျဲမှာမနက်အစောကြီးဆိုလို့ရှိရင်တော့လူရှင်းတယ်ပေါ့နော်အဲ့တော့ညို့စော့စရာရှိတာစော့တယ်9နာရီကနေပြီးတော့မှ10ခွဲအထိကိုညို့စော့တယ်ပေါ့နော်အဲ့တော့ညို့အရှိမလည်းပြောထားတယ်ညိုရဲ့ second body transformation journey ကိုညိုရှောက်နေတယ်ပေါ့နော်ဒီနေ့တော့ညိုကရှိုးတာတွေခုတ်တွေလက်မောင်းရှေ့လက်မောင်းနောက်တွေစော့မဲ့နေပေါ့နော် one mat အနေနဲ့ညိုဘာ piece ခုံနေပြီးတော့ plan ထောက်တယ်ပေါ့နော်ပြီးတော့ညိုဒီရှိုးတာစော့တယ်16 shift fasting လဲဝင်ထားတဲ့အခါကျတော့ည6နာရီကနေပြီးတော့မှမနေ့10နာရီမှညိုဝင်ထားတာပေါ့နော်အဲ့တော့10နာရီနောက်ပိုင်းမှညိုစားရမှာဖြစ်တဲ့အတွက်ကြောင့်မနေ့ခွန်ကနေပြီးတော့မှ10နာရီခွဲကိုညိုစော့လိုက်တယ်ပြီးသွားလို့ရှိရင်ညိုရဲ့10ခွဲကနေပြီးတော့မှ10နာရီလောက်ထိကိုညိုမနေ့ပိုင်း morning PT တစ်ချိန်ရှိတယ်ပေါ့နော်အဲ့ဒါပြပြီးသွားတော့မှ10နာရီနောက်ပိုင်းမှညိုစားဖြစ်တယ်ပေါ့နော်အရင်ကဆိုလို့ရှိရင်ညိုကမနေ့9နာရီချိန်ရောက်တာနဲ့အရင်စားလိုက်တယ်နိုင်ဝက်45မိနစ်နေမှစော့တဲ့အခါကျတော့စောစီစီအစာရှိထားတယ်ဆိုလို့ရှိရင်ညို့အတွက်ကပိုက်ထဲမှာဘလုတ်တင်ဖြစ်တယ်လူကထိုင်းမိုင်းနေလေးလံနေတယ်ပြီးတော့လို့ရှိရင်စော့ဖို့အတွက်ကိုပြင်းနေရပေါ့နော်အဲ့တော့ညို့မစော့ချင်တော့ဘူးအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်ရမ်းမောနေပြီဒီနေ့ရှိုးရာတွေဂုတ်တွေလက်မောင်းရှိလက်မောင်းနောက်အဲ့ဒါစော့တယ်ဘွားလာလို့ရှိရင်ရမ်းသိတာဒီမှာဒီဂုတ်နောက်စီရယ်ဟောဒီဂုတ်ပိုးတွေလုံးဝတက်လာတာပေါ့နော်အဲ့ဒါအတွက်ကိုဒီဂုတ်ကိုတစ်ပတ်ကို2ရက်ရအောင်ယူထည့်ဆိုလိုက်ပေါ့နော်အစာမရှိဘူး10နာရီမှfasting ဖြည့်ရမှာပေါ့နော်နည်းနည်းဘိုက်ထဲမှာဘိုက်စားတယ်လည်းမောလို့ဖြစ်လို့ရှိရင်ဒီမှာ black coffee ပဲတောက်တယ်ပြီဆိုလို့ရှိရင်ညို့ရဲ့ morning weight gain PT တယောက်ရှိတယ်သူ့ကို train ပေးတယ်ပေါ့နော်သူ့ကို train ပေးပြီးလို့ရှိရင်ကွက်တီပဲ10နာရီလောက်ဆိုလို့ရှိရင်ညို့မနေ့စာပြီးတော့စားပြီပေါ့နော်အဲ့တော့မနက်စာစားတဲ့အချိန်ဆိုလို့ရှိရင်လည်းဒါတွေ့တဲ့အတိုင်းပဲပေါ့နော်အဲ့ဒီအချိန်ဆိုလို့ရှိရင်လူများလာပြီးချင်းမှာဒါကလေးတွေနေရာဒီကြောင့်ပဲရကလေးတွေများလာတယ်အဲ့ဒီကလေးတွေကို train ပေးရတဲ့တနေ့တစ်မျိုးသူတို့ရဲ့မယိုးရတဲ့ဟာတာတွေနဲ့မယိုးရတဲ့ပုံစံတွေနဲ့ပေါ့နော်ပျော်ရွှင်ရပါတယ်ပြီးရင်10ခွဲကနေပြီးတော့မှ12မှာညိုးရဲ့နောက်ထပ် PT တစ်ချိန်ရှိတယ်အဲ့ဒီ PT ကိုညိုးပြပေးတယ်ပေါ့နော်ညိုးအတွက်ကတော့မနက်ဂျူတီ9နာရီကနေပြီးတော့မှ12နာရီကအရန်ကိုညိုးအတွက်လုံးဝ full ဖြစ်တဲ့အချိန်ညိုးအတွက်အရန်ကိုပျော်ရွှင်ရတဲ့အချိန်တစ်ခုဖြစ်တယ်ပေါ့နော်နေ့ပိုင်းနေမှာလဲညို online PT ရှိတယ်ညိုနောက်ထပ်တနန်းတက်တာတွေလည်းရှိတယ်ညိုလက်တွေ့အသုံးချရတာတွေလည်းရှိတယ်ကိုယ့်အတွက် personal development အတွက်လုပ်နေတဲ့အရာတွေလည်းရှိတယ်ပေါ့နော်နောက်ထပ် vlog တွေမှာလည်းညိုထပ်ပြီးတော့မှညိုရဲ့ညနေပိုင်း routine လေးကိုထပ်ပြီးတော့တင်ပြပေးပါဦးမယ်ကျေးဇူးတင်ပါတယ်